မင်္ဂလာပါရှင်ဗုဒ္ဓတရားတော်တွေတင်ဆက်ပေးနေတဲ့တန်တရားခရီးတဲ့ channel မှာဗုဒ္ဓရာဇဝင်အပိုင်း9ကိုတင်ဆက်ပေးသွားပါမယ်ရှင်ခန္ဓာထဲဝါလှတဲ့ကပိလဝတ်တိုင်းပြည်ထဲမှာတိတ်တထမင်းသားလေးဟာတနေ့ထက်တနေ့ပုံမထက်မြက်ပြီးအရွယ်ရောက်လာတဲ့အခါမှာတော့သုတ္တောဒနမင်းကြီးရဲ့စိတ်ထဲမှာစိုးရိမ်စိတ်တွေတဖွာဖွာပေါ်ပေါက်လာခဲ့ပါတယ်အတိတ်ကပုံနာတော်တွေဟောခဲ့တဲ့သားတော်လေးဟာလောကီအာယုံတွေကိုညှင်းငွေပြီးတောထွက်သွားလိမ့်မယ်ဆိုတဲ့ဟောကိန်းကြောင့်ထီးနှံဆက်ခံမဲ့သူမရှိတော့မှာကိုတွေးကြိတ်နာပြီးဒါဟာမင်းကြီးအတွက်တော့အမြဲတမ်းခြောက်လန့်နေတဲ့အိမ်မက်ဆိုးတစ်ခုလိုဖြစ်နေခဲ့ပါတာတဲ့ဒါကြောင့်မင်းကြီးဟာတတိုင်းပြည်လုံးကိုနမိတ်ကြီး၄ပါးဖြစ်သောလူအိုလူနာလူသေးယဟန်အားလုံးကိုမင်းသားလေးမတွေ့နိုင်စေရန်ဖယ်ရှားရေးစခဲ့သည်သားတော်လေးကိုနန်းစည်းစိန်ရဲ့ပျော်ပါးတွေကြားမှာပဲနှင်မွန်းနေစေဖို့လောကရဲ့ဆင်းရဲဒုက္ခဆိုတာတွေကိုလုံးဝမသိမြင်စေဖို့အတွက်အစွမ်းကုန်စူးစမ်းခဲ့ပါတဲ့မင်းကြီးဟာမင်းသားလေးအတွက်ຫນွေမိုးဆောင်ရာသည့်အလိုက်စံမြန်းနိုင်မဲ့ယမတုပသူ့ယမဆိုတဲ့နန်းဆောင်၃ဆောင်ကိုအမခန်းထေဝါစွာတိဆောက်ပေးခဲ့ပါတယ်။အဲ့ဒီနန်းတော်တွေထဲမှာအကောင်းဆုံးသောအစားအစာတွေအလှပဆုံးသောကားချေသေးတွေနဲ့တာယာကြည်နူးဖွယ်တေးတံတွေကိုအမြဲတမ်းပြည့်နှက်နေစေခဲ့တာပေါ့။မင်းသားလေးဟာအသက်16နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ခန့်ညားထဲဝါပြီးအသိပညာဘ ഹു တုတရောလက်ယုံရည်မှာပါပြိုင်ဘက်မရှိတော့အောင်ထူးချွန်နေခဲ့ပါတယ်သားတော်လေးအိမ်အောင်ကြပြီးမိဖုရားရှိလာခဲ့ရင်လောကီမှာပျော်မွေ့လာလိမ့်မည်ဟုတွေးကမင်းကြီးဟာသားတော်ကိုအိမ်အောင်ချပေးဖို့စီစဉ်ပိုက်တဲ့အယုံမကတဲ့လှပခြင်းကုံအိမ်တွေရှိခြင်းကုံတွေနဲ့ပြည့်စုံတဲ့တုပ္ပဗုဒ္ဓမင်းကြီးရဲ့သမီးတော်ရသောတရားမင်းသမီးလေးနဲ့လက်ထပ်ထိမ်းများပေးခဲ့တာပေါ့မင်းသားလေးဟာရသောတရားနဲ့အတူစီးစိမ်ချမ်းသာတွေကြားမှာပျော်မွေ့နေပေမဲ့လေသူရဲ့စိတ်အတွင်းတဏ္ဍာမှာတော့တခါတရံမှာထူးဆန်းတဲ့ငြိမ်သက်မှုနဲ့လောကကြီးအပေါ်နက်နက်ရှိုင်းရှိုင်းစဉ်းစားမှုတွေရှိနေခဲ့ပါတယ်။မင်းကြီးကတော့နန်းတော်တကားတွေကိုလုံခြုံစွာပိတ်ပြီးမင်းသားလေးကိုအပြင်လောကကအိုခြင်းနာခြင်းတေခြင်းဆိုတဲ့မြင်ကွင်းတွေနဲ့ဝေးဝေးမှာထားနိုင်ခဲ့တယ်လို့ယုံကြည်နေခဲ့တာပေါ့။ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းဟာဘယ်သူမှတားဆီးလို့မရနိုင်ပါဘူး။ဒီနေ့မှာတော့မင်းသားလေးဟာနန်းပြင်ကိုထွက်ပြီးဥယျာဉ်တော်စီကိုအပန်းဖြေဖို့ဆန္ဒရှိလာခဲ့ပါတယ်။မင်းကြီးဟာလမ်းတစ်လျှောက်လုံးကိုပန်းနှံသားတွေနဲ့ပြင်ဆင်စေပြီးမကျန်းမာသူတွေအိုမင်းသူတွေကိုဖယ်ရှားခိုင်းခဲ့ပါတယ်။ဒါပေမဲ့နတ်ပြမာတို့ရဲ့ဖန်တီးမှုကြောင့်မင်းသားလေးဟာလမ်းခီးမှာပထမဦးဆုံးအကြိမ်အဖြစ်စံဖြူသွားကြိုးပြီးခါကုန်းနေတဲ့သူအိုကြီးတယောက်ကိုမြင်လိုက်ရပါတယ်။မင်းသားလေးဟာအလွန်အံ့ဩသွားပြီးယထာထိန်ဆန္ဒကိုမေးမြန်းခဲ့ရပါတယ်။ဆန္ဒဒီလူကဘာဖြစ်နေတာလဲငါတို့ရောတနေ့မှဒီလိုဖြစ်လာမှလားတဲ့ဆန္ဒကလည်းအရှင်မင်းသားဒါဟာလောကရဲ့သဘောပါလူတိုင်းဟာအိုခြင်းတရားကနေမလွတ်နိုင်ပါဘူးလို့ဖြေကြားခဲ့ပါတယ်ဒီမြင်ကွင်းဟာမင်းသားလေးရဲ့စိတ်ကိုပထမဆုံးအကြိမ်လှုပ်ခတ်သွားစေခဲ့တာပေါ့ဒုတိယအကြိမ်ထွက်လာတဲ့အခါမှာတော့လမ်းဘေးမှာအလွန်အမင်းဝေဒနာခံစားနေရတဲ့သူနာကြီးတယောက်ကိုမြင်ခဲ့ရပြန်ပါတယ်တတိယအကြိမ်မှာတော့အသက်မဲ့ပြီးအေးဆက်နေတဲ့သူသေးလူသေးကောင်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့မင်းသားလေးရဲ့စိတ်ဟာအကြီးအကျယ်တုန်လှုပ်သွားပါတော့တယ်။အော်ငါရောငါရဲ့ချစ်လှစွာသောရတော်တရာရောငါခမဲတော်ရောအားလုံးဟာတနေ့မှဒီလိုပဲတည်ကြရမှာပါလားဆိုတဲ့အတိဟာမင်းသားလေးကိုနန်းစည်းစိမ်တွေအပေါ်ဆက်ဆုပ်ညီးငွေ့သွားစေခဲ့ပါတယ်။နောက်ဆုံးစတုထအကြိမ်မှာတော့ငြိမ်သက်အေးချမ်းတဲ့မျက်နှာထားနဲ့ယဟန်တစ်ပါးကိုမြင်လိုက်ရတဲ့အခါမှာတော့ငါအတွက်လောကရဲ့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ရာလမ်းမှန်ဟာဒါပဲဖြစ်ရမယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ဟာမင်းသားလေးရဲ့ရင်ထဲမှာကိန်းအောင်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့စိတ်မသက်မသာဖြစ်ပြီးနန်းတော်ကိုပြန်လာတဲ့အချိန်မှာပဲသတင်းကောင်းတစ်ခုရောက်လာခဲ့ပါတယ်အရှင်မင်းသားရတော်ဒရာမိဖုရားကြီးတားရတနာလေးဖွားမြင်ပါပြီဆိုတဲ့စကားကြားလိုက်ရပါတယ်ဒါပေမဲ့မင်းသားလေးဟာဝမ်းသာရမယ့်အစားငါအတွက်အနှောင်အဖွဲ့တစ်ခုပေါ်လာပြန်ပြီးရာဟုလောဇာတော်လို့ညီးတွဲမိခဲ့ပါတယ်။ဒါကြောင့်မွေးဖွားလာတဲ့သားတော်လေးကိုရာဟုလာလို့အမည်ပေးခဲ့ကြတာပေါ့။အဲ့ဒီညမှာတော့နန်းတော်ထဲမှာအောင်ပွဲခံပွဲလန်းသဘင်တွေကျင်းပနေပေမဲ့မင်းသားလေးရဲ့စိတ်ကတော့နန်းတော်ထဲမှာမရှိတော့ပါဘူး။ကချေသည်မလေးတွေရဲ့ပင်ပန်းနွမ်းနယ်ပြီးအိပ်ပျော်နေတဲ့ရုပ်ပြက်ဆင်းပြက်မြင်ကွင်းတွေကိုကြည့်ရင်လောကကြီးဟာမီးလောင်နေတဲ့အိမ်ကြီးတစ်လုံးလိုတင်ချိုင်းကုန်းတစ်ခုလိုသူ့အတွက်ခံစားလာရပါတယ်။နောက်ဆုံးမှာတော့
အားလုံးအိပ်ပျော်နေတဲ့တကောင်ရံအချိန်မှာတိတ်တထမင်းသားလေးဟာအလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတော့တယ်။သူဟာချစ်လှစွာသောဇနီးတဲ့နဲ့သားတော်လေးအိပ်ပျော်နေတဲ့အခန်းတကားဝကိုတွားပြီးနောက်ဆုံးအနေနဲ့ငေးကြည့်ခဲ့ပါတယ်။သားတော်လေးကိုရင်ခွင်ထဲပိုက်ပြီးနမ်းရှုံခြင်းပေမဲ့ငါသာအခုသားတော်ကိုပွေးဖက်လိုက်ရင်ငါရဲ့တောထွက်မဲ့အစီအစဉ်ပြတ်သွားလိမ့်မယ်။ငါဖျားဖြစ်မှပဲပြန်လာပြီးသားတော်ကိုကယ်တင်တော့မယ်လို့ဆုံးဖြတ်ကမျက်ရည်ကိုအောင့်ထားခဲ့ပါတယ်။မင်းသားလေးဟာတစ္ဆာရှိတဲ့ဆန္ဒကိုခေါ်ပြီးကန္နာကမြင်းကိုစီးကငိမ်သက်လာတဲ့တကောင်ရံမှာပဲနန်းတော်ကြီးကိုကြောခိုင်းပြီးတောထွက်လာခဲ့ပါတော့တယ်။ဒါဟာတလောကလုံးရဲ့ငြိမ်းချမ်းရေးအတွက်အနိုင်မဲ့ဆွလို့ချင်းအစပြုတဲ့ညတညပဲဖြစ်ပါတော့တယ်။ရှေ့ဆက်တင်ဆက်မိအပိုင်းများကိုလက်မလွတ်စေရန် subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦး။